AOD skin တကောင်ကို diamond ပေါင်း1800မြန်မာငွေ8000လောက်နဲ့ရနိုင်တဲ့ဖောင်ဒီကိုဒီဗီဒီယိုလေးမှာကျွန်တော်နဲဆိုးကပြောပြပေးပါမယ်။မကြခင်မှာဒီ AOD skin တွေကိုအရင်ထက်ပိုမိုက်တဲ့ skill effect တွေ revamp ပြန်လုပ်ပေးတော့မှာပါ။ AOD skin တကောင်လိုချင်ရင်ဒီ freedom crest 1200ရအောင်အရင်လှည့်ရပါမယ်။ crest တွေကိုပိုပြောရအဆင်ပြေအောင် coin လိုပဲပြောင်းပြောပေးပါမယ်။10ချိန်လှည့်လိုက်တဲ့အခါတိုင်းမှာ coin က100ဝန်းကျင်ရပါတယ်။ coin 1200ရဖို့ဆိုရင်အချိန်120လောက်လှည့်ရမှာပါ။ free token တွေသာမပါဘဲလှည့်လိုက်မယ်ဆိုရင် diamond ပေါင်း9000ကျော်ကုန်သွားမှာပါ။ free token တွေကို mini recharge event ကနေ2ကက် ML နဲ့ AOD collab event ကနေ5ကက် draw reward မှာလည်းအချိန်20လှည့်ပြီးလို့ရှိရင်1ကက် premium supply free token မှာက phase 1မှာ29ကက် phase 2မှာလည်း29ကက်စုစုပေါင်း free token 66ကက်တောင်ရမှာပါ free token တွေနဲ့ daily discount သုံးပြီးတော့အကုန်ကျတက်တောင်ဘယ်လိုဖောက်ရမလဲဆိုရင်အရင်ဆုံးဒီ mini event လေးကနေ free token 2ကက်ရအောင် weekly diamond pass 4ဘတ်စာထည့်လိုက်ပါရလာမယ့် free token 2ကက်ကိုလည်းသုံးလိုက်ပါဒီဇင်ဘာ9ရက်နေ့ကနေပြီး17ရက်နေ့ထိတရက်ကိုတစ်ကြိမ်25 diamond နဲ့9ရက်စတိုင်းလုပ်ပေးပါဒီဇင်ဘာ17ရက်နေ့ရောက်သွားလို့ရှိရင်6ချိန်လှည့်ပြီးပါမယ်ပြီးတော့ဒီ ML နဲ့ AOD collab event က free token 5ကက်ရတဲ့အခါမှာလည်းတန်းပြီးတော့သုံးလိုက်ပါဒါဆို14ချိန်လှည့်ပြီးသွားပါမယ်ဒီဇင်ဘာ12ရက်နေ့ရောက်တာနဲ့ free token phase 1လာပါပြီ token တွေရအောင် diamond 429လုံး recharge လုပ်လိုက်ပါ 10h draw မှာ450 diamond နဲ့တစ်ချိန်လုပ်လိုက်ပါရလာမယ် free token 29ကက်ကိုလည်းသုံးလိုက်ပါ draw reward ကနေအချိန်20ကရမယ်တစ်ကက်ကိုလည်းသုံးလိုက်ပါဒီဇင်ဘာ12ရက်နေ့ကနေ18ရက်နေ့အထိတရက်ကိုတစ်ချိန်25 diamond နဲ့ပုံမှန်လုပ်ထားပေးပါဒီဇင်ဘာ18ရက်နေ့ရောက်သွားရင်တော့အချိန်ပေါင်း62ချိန်လှည့်ပြီးသွားပါမယ်ဒီဇင်ဘာ19ရက်နေ့ရောက်ရင် free token phase 2ထပ်လာပါပြီဒီတစ်ခါတော့914 diamond recharge လုပ်လိုက်ပါ450 diamond နဲ့ 10h draw မှာတစ်ချိန်လှည့်လိုက်ပါရလာမယ် free token 29ကက်ကိုလည်းတစ်ခါတည်းသုံးလိုက်ပါပြီးပြီဆိုရင်ဒီဇင်ဘာ19ရက်နေ့ကနေဇန်နဝါရီလ4ရက်နေ့အထိတရက်ကိုတစ်ချိန်25 diamond နဲ့ပုံမှန်လေးလုပ်လိုက်ပါဇန်နဝါရီလ4ရက်နေ့ရောက်တဲ့အခါမှာတော့ diamond ပေါင်း1900တော့မကျော်ဘဲနဲ့အချိန်ပေါင်း118ကြီးပြီးသွားပါပြီ event ရဲ့နောက်ဆုံးရက်ဖြစ်တာမလို့ကိုက coin 1200မပြည့်သေးဘူးဆိုရင်လိုနေသေးတဲ့ coin ကို diamond 50နဲ့တစ်ချိန်စီ1200 coin ပြည့်တဲ့အထိဆက်ဖောက်လိုက်ပါဒါဆိုရင်တော့ AOD skin တကောင်ရဖို့ weekly pass 4ဘတ်စာရိုးရိုး diamond က429တစ်ချိန်914တစ်ချိန်ဒီလို3ချိန်ထည့်ပြီးတော့မြန်မာငွေ8000လောက်နဲ့ရသွားမှာဖြစ်ပါတယ် diamond တွေ weekly pass တွေစိတ်ချလက်ချဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Telegram account လေးမှာလာဝယ်လို့ရပါတယ်ဗျာနားမဲ့ရရှိရင်လည်းကျွန်တော်စီမှာလာမိလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျာ